ကန်နီနယ်ကလေရင်များတိတ်ယုံမာကြတယ်ပြည်သူတွေအပေါ်ဒီလောက်တောင်ရက်ဆက်နိုင်ကြတယ်ဖေဘုတ်ကိုကြည့်ရင်မချစ်တင်ကပြောနေတယ်တကားကြီးကိုသိမ့်မြင့်ကိုမကြည့်ပဲညက်လက်စကွန်ဒီစိတ်ကိုစက်ညံ့နေတယ် PDF တွေကလည်းတိုက်เสียရှိတာမြန်မတိုက်ပဲစစ်ကောင်စီကိုအချိန်ပေးလွန်းနေခုတော့ရန်သူကအချိန်ကိုက်လိုက်ဖြတ်စီးနေတာဖုန်ကြီးเจ้าလည်းမချမ်းဘူးစာတင်เจ้าလည်းမချမ်းဘူးအကုန်ဒုက္ခတွေများကုန်ပါပြီကွာတကားကြီးဦးသိမ့်မြင့်ရဲ့စကားကြားပြီးစိတ်ဝင်စားလာတဲ့ကိုရင်ကြီးကနေပါအောင်တကားကြီးရဲ့အခုကဘာမှန်းဖြစ်နေလို့တော့သူတို့ဟာသူတို့ဖြစ်နေကြတာပဲမလားပြလို့လှမ်းမေးလိုက်တယ်ကိုရင်ကြီးရဲ့အမေစကားကိုကြားတော့ဦးသိမ့်မြင့်တယောက်ပြောချင်ရဲ့လက်တို့ဖြစ်သွားတယ်ထိုင်နေတဲ့နေရာကထားပြီးကိုရင်ကြီးထိုင်နေတဲ့တန်လျာနာအထိကတ်သွားတယ်ဒီမှာလေကိုရင်ကြီးရဲ့မနေ့က20ရက်နေ့တုန်းကကတာမြို့နယ်ကမဟာလေးတဲ့ကျောင်းတိုက်ကိုမင်းအောင်လိုင်တက်ကလေရင်နဲ့ဘုံကျဲသွားတာလေဖုန်ကြီးတွေရောစစ်ဘေးရှောင်တွေရောအယောက်80လောက်တေကြတဲ့ဖျားဒီမှာဖတ်ကြည့်လို့ပြောရင်ဖုန်ထိုးပေးလာတဲ့ဦးသိမ့်မြင့်ရဲ့ဖုန်ကိုယူလိုက်တယ်ကိုမန်တင်ထားတဲ့စပွဲပေါ်မှာဖုန်ကိုချရင်ခေါင်းကုန်ကြည့်နေတဲ့ကိုရင်ကြီးစီကတပ်ပြင်းမောချတန်တွေထွက်ပေါ်လာတယ်။အော်အနိစ္စဒုက္ခအနတ္တပါတကားအဖြစ်မှန်တွေကိုယုတ်တိရှိအောင်အာနာနဲ့လိန်ကြတယ်ဒီကနေ့တခွင်မှာတိုက်ပွဲဖြစ်တိုင်းစစ်ဘေးရှောင်တွေစစ်ဘေးဒုက္ခတဲ့အများအပြားကိုရင်ကြီးတို့ကြောင်းစီထွက်ပြေးလာနေကြရှိတယ်ဒီလိုဆိုတော့ကတာနဲ့မပြောနဲ့စစ်ဘေးရှောင်မှုကြုံလာရတဲ့အခါတိုင်းလူတွေကသူတို့ယုံကြည်ကိုးကွယ်ရာအလိုက်ဘုန်းကြီးကျောင်းတွေဖျားကျောင်းတွေနဲ့စာသင်ကျောင်းဆောင်တွေစီထွက်ပြေးခုံလုံကြရတာရှိတယ်အခုသူတို့စစ်ပွဲတွေဖြစ်တယ်ဆိုတာကလည်းတိုင်းတစ်ပါးကကြွကြော်လာပြီးတွေ့မြင်သမျှလူမန်းသူမန်းမသိအောင်ရုံမှဖြက်စီးတတ်ကြတဲ့ကဘာစစ်မှမဟုတ်တာဒီတော့ပြည်သူလူထုအနေနဲ့ကလည်းသူတို့ဘာသာရေးအဆောက်အအုံတွေစာသင်ကျောင်းတွေမှာခိုးလုံနေရင်ဘေးကင်းမှာပဲလို့ထင်ကြမှာပဲမဟုတ်လားဒီတော့ဘာသာရေးအဆောက်အအုံတွေစေယုံစေကန်းနဲ့စာသင်ကျောင်းတွေကိုတော့ဘုံကျဲတိုက်ခိုက်တာတော့မလုပ်သင့်ဘူးတကားကြီးဟာကိုရင်ကြီးကအသက်19နှစ်လောက်ရှိမယ်ငယ်ပြူဆိုတော့စကားပြောရင်ချင်းရှိလာတယ်အရင်ကတော့စာသင်သားအနေနဲ့ရှိခဲ့ပေမယ့်ခေတ်ကာလကလည်းမကောင်းကျေးဇူးရှင်ဆရာတော်ဖခင်ကလည်းတက်တော်ကြည်ပြီမို့ပြုစုစောင့်ရှောက်ဖို့ကျောင်းကိုပြန်လာနေတာဖြစ်တယ်ခေတ်သစ်မီဒီယာတို့ဘာတို့ရဲ့အောက်မှာတော့လူပုံမပါတဲ့ဖေးဖို့တွေကအဲ့ဒီကျောင်းမှာလက်နက်ကင်တွေရှိလို့တွားကျဲတာလို့ပြောနေကြတာတွေ့တယ်ကိုရင်ကြီးရဲ့အဲ့ဒါရောဟုတ်နိုင်ပါမလားတပြည့်တော့အထင်ကတော့ဒါတတ်မဲ့ဝင်ကာတာလို့မြင်တယ်လို့ဦးသိမ့်မြင့်ကပြောတော့ကိုရင်ကြီးတက်ပြင်းထက်ချပြန်နေကိုရင်ကြီးတို့ကသာသနာအမွေခံနေဆိုတော့ဒီအကြောင်းတွေသိမပြောချင်ဘူးတကားကြီးဒါပေမဲ့အခုဟာကဆရာတော်တန်ဃာတော်တွေစွန့်ဖုံးပေးနေတဲ့အချိန်ကြီးဘုံကျဲတာဆိုတော့သိရင်လေးစရာဖြစ်နေတယ်လက်နက်ကင်အဖွဲ့တွေရှိမရှိဆိုတာထက်စစ်ဖြစ်နေတဲ့ဒေသမှာဘုံကြီးเจ้าမှန်ရင်
စစ်ဘေးရှောင်နေရတဲ့ဒုက္ခတဲ့လူလူတော့ရှိကိုရှိနေကြလိမ့်မယ်ထင်တယ်တကားကြီးဘယ်လိုပဲနေပါတို့နိုင်ငံမှာရှိတဲ့လူတော်တော်များများကဗုဒ္ဓဘာသာဝင်တွေများကြတာဆိုတော့ဖရာတစောင်းကြောင်းကန်တွေ့ရင်တူကိုဝင်ရောက်ဥချကြော့တက်ကြတာကတော့ရှိကောင်းရှိကြမှာပဲတကားကြီးဒီလိုကိုနဲ့မတူသူတွေရှ िख ိုးဥချခံရယုံနဲ့ဖရာတစောင်းဟာစေးပြတ်မှတ်ဖြစ်ရတယ်ဆိုရင်ဘယ်ကောင်းမှမလဲတကားကြီးရဲ့တကားကြီးရေကိုရင်ကြီးတော့တကယ်စိတ်မကောင်းဘူးဖရာတစောင်းကြောင်းကန်ကိုတဦးတယောက်အပိုင်လို့ပြုတ်မှုလောက်ကင်နေတာစိတ်แท้မချမ်းမြေ့လာဘူးစုလကုန်းရွာထဲကခေါ်ထားတဲ့လှုပ်အားဒါနာသမားတွေရောက်လာတာတွေ့တော့ကိုရင်ကြီးတယောက်ပြောလက်စာကိုရပ်ပြီးတန်းလျာကနေထရက်လိုက်တယ်ပြီးတော့လှုပ်အားပေးရောက်လာကြတဲ့ရွာသူရွာသားတွေကိုနှုတ်ဆက်ရင်းကဲတကားကြီးလှုပ်အားပေးတွေကိုခေါ်ပြီးမနေ့ကပြထားတဲ့အတိုင်းဟိုเจ้าအနောက်ကအပင်ကြီးတွေကိုအရင်ခုတ်နေကျုပ်တော့ဆရာတော်ကြီးစွန့်ကပ်ပြီးမှလိုက်လာခဲ့တော့မယ်တိလားဟုဦးမြင့်သိန်းကိုညွှန်ကြားတယ်။ကျောင်းဆောင်ကြီးနဲ့ကက်လျက်အဆောက်အုံပူလေးတွေကတူလွှတန်တဝန်းဓမ္မနဲ့ကျိုးတွေကိုတယောက်တစ်လက်စီထုတ်ပေးရင်ကိုစီတာဝန်ခွဲဝေနေကြတယ်။ဆရာတော်တွေမိုးရာသီအစဉ်ပြေစေဖို့အတွက်ထင်းဖြတ်ပေးကြမှာဖြစ်တယ်။လောလောဆယ်တော့ရွာသားလှုပ်အားပေးတွေကထင်းမင်းတွေကိုဖြတ်ပြီးအနေတော်တုံးထစ်ထားကြမှာဖြစ်တယ်။ထင်းအရွယ်အနေတော်လေးတွေကိုတော့ဒုံလဘက်ဝတ်ကြမယ်ဥပစင်းလေးတွေကခွဲပေးကြမှာဖြစ်တယ်။လွှတန်နေရဲ့တောအော်တန်တစ်ပင်မော်ကတစ်ကိုင်းကြိုးကြတဲ့ကျိုးဆွဲရင်ညာတန်ပေးကြတဲ့တစ်ပင်ကိုင်းပြခုတ်ရှင်းနေကြတဲ့တွေနဲ့စူညံနေတဲ့စီကိုဟိုဒီကြည့်လိုက်ဆရာတော်ကြီးတွေစွန်ဖုံပေးတဲ့စီပြေးကြည့်လိုက်နေအလုံများနေတဲ့ဦးမြင့်သိန်းတယောက်ဆရာတော်ကြီးစွန့်လိုက်တဲ့ပဲလော်တွေမုံတွေကော်ဖီမစ်ထုတ်တွေကိုအိတ်နဲ့ဆွဲပြီးပြန်ရောက်လာတယ်ကော်ဖီမစ်တောက်သူတောက်ကွန်းဝါသူဝါဆေးလိပ်တောက်သူတောက်နဲ့အနားယူနေကြတော့ကိုရင်ကြီးရောက်လာတယ်တကာကြီးတို့ခဏနားပြီးရင်ခြေလက်ဆေးကြဆရာတော်ကြီးကထမင်းစားဖို့ပြောလိုက်တယ်အခုက7 နာရီထိုးလောက်ပြီဆိုတော့တကာကြီးတို့လည်းခဏနားကြအောင်အခုနေခင်းချိန်ဆိုတာကဘုန်းကြီးဆေးလို့ခေါ်တယ်ဘုန်းကြီးတွေခဏအိတ်ကြမှာဆိုတော့ကြောင်းကြံနေသိပ်စုလို့တော့မရဘူးပေါ့လို့ပြောရင်ဦးသိန်းမြင့်နဲ့အတူစွန်းစားဆောင်ဘက်ပြန်သွားတယ်လူအားပေးအဖွဲ့တွေလည်းတယောက်ပြီးတယောက်လိုက်လာကြတာမို့တယောက်စနှစ်ယောက်စနဲ့ထမင်းဝိုင်းနေလဲလူပြည့်သွားတယ်ခဏတစ်ဖြုတ်နားကြခြင်းဆိုတော့ဘုန်းကြီးကြောင့်အောင်ဝမ်းရထိုးအိတ်သူအိတ်တေးရိတ်ဝါရိတ်စုပြီးစကားပြောတဲ့အဖွဲ့ပြောတချို့ကတော့ဖုံးပုတ်နေကြတယ်ကိုရင်ကြီးရဲ့ပစ္စည်းစတိုကတန်းလျားနဲ့စပွဲကုံမှာတော့ကိုရင်ကြီးတို့ဦးမြင့်သိန်းတို့လိုရင်းနှီးသူတွေရင်နှွေးချမ်းတောင်းရင်ရောက်တက်ရပြောနေကြတယ်ဒါနဲ့ကိုရင်ကြီးရဲ့ကျောင်းချံအနောက်ကအုတ်တိုင်းပေါ်တစ်ကိုင်းကြပြီးပြိုသွားတာရှိတယ်ခုနကမပြောလိုက်ရဘူးအဲ့ဒါကိုရင်ကြီးလိုက်ကြည့်ပေးပါဦးလို့ဦးမြင့်သိန်းပြောတော့ကိုရင်ကြီးကတကားကြီးတို့ကတော့ကျုပ်တို့ကိုစင်ဖို့ထက်ချုံဖို့ပူကြည့်အောင်လှုပ်ချလိုက်ပြန်ပြီနဲ့တူတယ်ဗျာလို့ပြောရင်အတူတူသွားကြည့်ကြဖို့ပြင်နေပြိုကျနေတဲ့အုတ်တိုင်းကအ ਨੇ အချင်းဆိုတော့
ပယံသမားခေါ်လိုက်ရင်တမွန်းတဲလောက်နဲ့ပြီးနိုင်ကောင်းရဲ့လို့ပြောနေတော့လင်းရင်ပြန်နေပြန်လာတဲ့အတန်ကိုကြားရတယ်ဟာတကားကြီးလင်းရင်ပြန်နေများလာကြည်လားလို့အော်တန်မဆုံးလိုက်ခင်ဘုံကနေအတန်နဲ့အတူစွန်းစားကြောင်ကြီးပွင့်ထက်သွားတယ်အတန်တွေကရုတ်တရက်စက်တိုင်းကိုရင်ကြီးနဲ့ဦးမြင့်သိန်းတို့နှစ်ယောက်ပြိုကျနေတဲ့အုတ်ရိုင်းဘေးမှာဖုန်သေးတွေအမိုက်တရိုက်လူးနေတယ်တကားကြီးကြောင်းကြံတဲ့ကိုကျဲနေတာဗျဆရာတော်တွေဘေးကင်းရလားမသိဘူးဟာကိုရင်ကြီးဝင့်နေအောင်မသွားနဲ့အောင်ကုန်းထားဖို့ပြင်နေတဲ့ကိုရင်ကြီးကခဏညင်နေလိုက်ပြီးအတန်လာရရစီမော့ကြည့်လိုက်တယ်ဘုန်းကြီးကြောင်းကြံနေဘုံကျပြီးလွန်သွားတယ်တိုက်လေရင်ရှစ်စီးကတခြားနေရာကိုထက်ကျဲလိုက်တဲ့အတန်ကြားလိုက်ရတော့ကိုရင်ကြီးတယောက်ဆရာတော်ဖရာတွေစီရှိရာကျောင်းဆောင်စီစုပြေးတယ်ငယ်စဉ်ကတည်းကကျွေးမွေးစောင့်ရှောက်လာတဲ့ဆရာတော်ဖရာကြီးတွေရဲ့မျက်နာကမျက်ဝန်းထဲမှာတရရိပ်ပေါ်လာနေတယ်ခုနကတောင်စွန်းစားဆောင်ပြိုသွားသေးတယ်ဆရာတော်ကြီးကအသက်ကြီးလာပြီသူကျောင်းဆောင်စီသားဘုံကြရင်ဘယ်နဲ့လောက်ရပါမလဲအရှင်ဖေဟာဖုံဖေဟာအချိန်မီစင်းနိုင်ပါစေဖေဟာလို့စိတ်ထဲကစိုးရင်တကြီးနဲ့ဇွတ်ပြေးနေရင်ဒီကိုင်းတစ်ခုကိုခလုတ်တိုက်ပြီးပြစ်လဲကျသွားတယ်ဝေါ်နဲ့အုပ်လိုက်တင်းလိုက်ကြီးပြိုင်မောင်းလာတဲ့တိုက်လျင်ရှစ်စီးကဘုံကြီးเจ้าရဲ့နေရာအနှံ့အပြားစီတဝုံဝုံကျဲချနေတယ်တင်းငုတ်ချစ်မိသွားတဲ့ခြေထောက်ကသွေးတွေရဲရဲနီအောင်ထွက်နေပေမဲ့ကိုရင်ကြီးခမညာဆရာတော်ကြီးစီရောက်ဖို့ကုန်းထားလိုက်တယ်အုံကနေအော်တန်နဲ့အတူမြောက်တက်သွားတဲ့ခန္ဓာကိုယ်ကကျောင်းတက်စမိတ်နဲ့တိုက်ပြီးပြန်ကျလာတယ်မာကြောတဲ့အရာဆိုပေမဲ့ဒါကတမန်တလင်းတစ်ခုဆိုတာကိုရင်ကြီးသိလိုက်တယ်ခါရပိုင်းကမြေကြီးပေါ်ခုခွေကလေးကြပြီးလက်မောင်းနံရိုးတွေနဲ့ဥကောင်းကဇင်းညံလျှောက်လန်းပေါ်ကိုကျသွားတယ်နန်းဆောင်တွေအောင်လုံးလို့အသက်ကိုမြင့်ရှူမိတော့တမန်တလင်းပေါ်ကဖုံဖုံကလေးတွေနည်းနည်းလွင်သွားတယ်မလုံနိုင်တော့ဘူးလေနေရာလဲမရွှေ့နိုင်လို့ဖုံဖုံတွေနှာခေါင်းထဲဝင်လာပြီးဖယားကြီးသွေးတွေကိုချင်းစာချင်းတွေဆုံးရှုံးလိုက်ရပါပြီဖယားလက်နဲ့ဖြစ်သွားတဲ့အကြောင်းတရားမှာအမှန်တရားဟာမှန်ကန်သိဆုံးကြရပါပြီဖယားလေရင်ပတ်ပြန်တဲ့တွေကလည်းအဆက်မပြတ်ဘုံကျဲတဲ့တွေကလည်းဘုံကြီးเจ้าကိုကြော်သွားတာတောင်တန်နေရာမှာကြာကွဲတဲ့တွေကလည်းတရက်ဆက်တစ်တုံးတစ်ကိုင်းတွေကြားကနေကုန်းယုံထနေတဲ့ဦးသိမ့်မြင့်ကိုလုံးမှာလဲသွေးတွေတဆက်ဆက်လူကပူထူနေတော့ဘယ်နာလို့နာမှန်းမကြည့်နိုင်တော့ဘူးဒီကွင်းမြောင်ကြီးထဲမှာထက်အဆောက်အုံတစ်ခုမှကွယ်နေမှဖြစ်မယ်ဆိုတဲ့အတွေးနဲ့ကိုရင်ကြီးပြေးတဲ့အနောက်ပြေးလိုက်မိတယ်ခုနကတပတ်လာကျဲတုန်းကကိုရင်ကြီးမြောက်တက်သွားတာတွေးလိုက်သေးတယ်ရှင်နာရောက်တော့ရုပ်ပြက်စင်ပြက်လဲကျနေတဲ့ကိုရင်ကြီးကိုတွေ့တယ်ဦးသိမ့်မြင့်ကြောက်လန့်လွန်းလို့မျက်ရည်တွေပါကျလာတယ်လေရင်တွေတပတ်ပြန်ပတ်လာကြပြန်တယ်ကိုရင်ကြီးကိုကြော်ပြီးပြက်စီးနေတဲ့အဆောက်အုံနှစ်ခုကြားထဲခုံဝင်လိုက်တယ်အုံကနေအတန်နဲ့အတူ
ဦးသိမ်းမြင့်လဲကျသွားတယ်မကြီးကိုင်းတွေသူ့အဟောင်းတွေတစ်သားအပိုင်းအစတွေအုတ်ကျိုးအုတ်ပဲ့တွေလွင့်စင်ပြုတ်ကျလာတယ်လေရင်တန်တစ်ချက်လွန်သွားတော့မြင်ရတဲ့ကျောင်းဆောင်နဲ့ကမန်းကရန်လှမ်းဝင်လိုက်တယ်အင်္ဂနဲ့တစ်ချက်နဲ့အတူဦးသိမ်းမြင့်ဟန်ချက်ပြက်ပြီးလဲကျသွားတယ်ကျမ်းမြင်နဲ့ထိသွားတဲ့ခြေလုံးသားကအသားရဲ့ထိအောင်နာကျင်သွားတယ်သွေးတွေကကျမ်းမြင်အနံ့ကိုပေးကြံကုန်တယ်ထပ်ပိုင်းတိတိကြိုးကြည့်ပြီးခြေဘွားကြီးကပြောင်းပြန်လန်းနေတယ်မယုံကြည်နိုင်စွာငေးကြည့်နေမိတယ်အန်အောမင်းသက်ချင်းနေစီကိုနာကျင်ခြင်းတွေစောင့်တက်လာတယ်အာလို့ညီရင်လက်တစ်ဖက်နဲ့ဒုစစ်နာကနေကန်ကြည့်မိတယ်နာလုံးနဲ့ပြစ်စလက်ခတ်လဲကျသွားတာမို့ထိုင်ပုံထိုင်နီးမမှန်ပဲခါကညောင်းကြိုက်လာပြန်နေလက်နှစ်ဖက်ကိုအပြုတ်ပြီးနေရပြင်ထိုင်မှုကြိုးစားမိတယ်ခြေဘွားပလက်ကြီးကဒီရွတ်တိုက်ကြီးပါလာလို့အသေးခိုက်အောင်ထက်နာသွားတယ်လေရင်တန်တွေတကြော့ပြန်ရောက်လာပြန်နေဦးသိမ်းမြင့်ကျောင်းနရံကိုမီရင်လက်အုပ်ချီထားလိုက်တယ်ပါထက်မှာမျက်ရည်ဘူးတွေလိမ့်ဆင်းလာတယ်ရင်ဘတ်ထဲမှာတော့ဝမ်းနဲ့ကြည်ကွဲစွာစိုးနေလာတယ်နှုတ်ကလည်းမဘီမသားတိုးတိုးလေးရွတ်လိုက်မိတယ်ဖေဟာဒီတခါတပြည့်တော့ပြေးမလွတ်နိုင်တော့ပါဘူးဖေဟာတကယ်ပဲစကိုင်းတိုင်းရင်းမပင်ခရိုင်ကဏီမြို့နယ်စုလီကုန်းကျွော်ဖုံတော်ကြီးကျောင်းနဲ့စာတင်ကျောင်းတွေလေကျောင်းတိုက်ခိုက်ခံခဲ့ရပါတယ်အာနာသိန်းစစ်အုပ်စုကမက်လ21ရက်မွန်းလွဲ12နာရီဝန်းကျင်မှာရက်ဆက်ဆက်ကျူးလွန်ခဲ့တာဖြစ်ပါတယ်ထိုကျူးလွန်မှုကိုမန္တလေးမြို့တရက်ဦးကတက်လာတဲ့တိုက်လေရင်၄စီးမိထီလာမျိုးရှမ်းတဲလေတက်ကတက်လာတဲ့တိုက်လေရင်2စီးမကွေးမြို့ကတက်လာတဲ့တိုက်လေရင်2စီးစုစုပေါင်း8စီးနဲ့တရဇက်မနာတမ်းပြုလုပ်ခဲ့ပါတယ်တရင်မီဒီယာတွေစီကတင်ပြမှုအရာယခုကျွလွန်မှုမှာတန်ဃာတော်တစ်ပါးလူ2ဦးထိခိုက်တာကိုကနဦးသိထားရပြီးအများအပြားထိခိုက်တာတွေရှိတယ်လို့သိရပါတယ်ဒီကျွလွန်မှုအတွက်မင်းအောင်လှိုင်ရဲ့အကြမ်းဖက်လင်းအုပ်စုကပေါင်နေရဘုံသီးများကိုအဓိကထားအများအပြားအသုံးပြုခဲ့ပါတယ်စာရေးသူအနေနဲ့အဲ့ဒီဖြစ်စဉ်ကိုကိုယ်တိုင်မမြင်တွေ့ခဲ့ရပါဘူးမီဒီယာများမှာဖော်ပြခဲ့တဲ့သတင်းတပ်ပုံများသတင်းဖြစ်စဉ်များကိုကားပြီးအများသူငါစာနာနားလည်နိုင်ရန်ပြည်သူလူထုအပေါ်ကျူးလွန်ခဲ့တဲ့အကြမ်းဖက်မြန်မာစစ်တပ်ရဲ့လုပ်ရက်ကိုရှုံချကြရန်ဖက်ကောင်းအောင်ရေးသား၍တိုက်တွန်းနှိုးဆော်ခြင်းဖြစ်ပါတယ်။နစ်နာသူအလုံးအတွက်တရားမျှတမှုရနိုင်ကြပါစေ။ကောင်းရာသူဂတိဘုံဌာနမှာအေးချမ်းပျော်ရွှင်နိုင်ကြပါစေ။မဟာချို